ကဲမျောလင့်ထားတဲ့အတိုင်းတကယ်ဖြစ်လာပါပြီဂျက်ရှွာဘန်နဲ့ပန်တိုဂျာရဲ့ထိုးပွဲကြီးကိုပန်တိုဂျာကရောဂျက်ရှွာဘန်ကရောအသီးလင်းကိုကြီးညာလိုက်ပြီးဖြစ်တယ်မကြခင်မှာ UFC page ကနေပြီးတော့သူတို့ရဲ့နော်တရားဝင်ဒါကျွန်တော်တို့ page တွေနော် website တွေကနေပြီးတော့သူတို့နှစ်ယောက်ရဲ့ထိုးပွဲကြီးကိုကြီးညာတော့မှာပဲဖြစ်ပါတယ်မနေ့က Justin Gaethje နဲ့အတူတူဖြေကြားရတဲ့ပန်တိုဂျာရဲ့အင်တာဗျူးမှာဆိုရင်လည်းပဲဂျက်ရှွာဘန်နဲ့ထိုးသက်ရတော့မှာဖြစ်ပြီးတော့ဒီတစ်ခေါက်တော့သူကသူ့ရဲ့ချန်ပီယံကပတ်ကိုပြန်ယူမှာဖြစ်ကြောင်းသူလက်စစ်ချော်သွားပြီးတော့ဗောလေဒါအနားယူရတဲ့အချိန်မှာတောင်းเนาะအနားယူလိုက်ရတဲ့အနေအထားမျိုးမှာဒါ flyweight တန်းကပုံမူပြီးတော့ဒါဘယ်လိုပြောရမလဲချန်ပီယံဖြစ်ဖို့အတွက်အိမ်မက်မက်တဲ့သူကပုံမူများလာတာဖြစ်ကြောင်းသူကပြောတယ်ဗောလေသူရှိနေစဉ်တုန်းကတော့သူ့ကိုရှင်နိုင်မဲ့သူတယောက်မှမရှိဘူးအခုတော့ဂျက်ရှွာဘန်လူကောင်လေးမျိုးကဒါချန်ပီယံကပတ်ကိုကန်ကောင်းပြီးတော့ရသွားတဲ့အနေအထားမျိုးမှာဘယ်သူမှဆိုချန်ပီယံဖြစ်သွားနိုင်တယ်ဖြစ်နိုင်တယ်ဆိုတဲ့အတွေးမြင်ဝင်လာကြတာဖြစ်ပြီးတော့ချန်ပီယံဖြစ်ချင်နေတဲ့เนาะအိမ်မက်တွေမက်တဲ့ဖိုက်တာတွေကတော်တော်များများရှိလာကြောင်းဒါကလည်းကောင်းတဲ့အရာပါသူအနေနဲ့အကုန်လုံးကိုအနိုင်ယူပြန်ယူပြပြီးတော့ဒီချန်ပီယံကပတ်ကိုဒီချန်ပီယံကပတ်ကသူ့ဟာတာသူ့အပိုင်သာဖြစ်ကြောင်းတည်ပြသွားမှာဖြစ်ကြောင်းဒါပန်တိုဂျာကအင်တာဗျူးမှာเนาะပြောသွားခဲ့တာဖြစ်တယ်သူကဘယ်လောက်တိဒီအရာပေါ်မှာသူလုတ်ပြချင်တဲ့စိတ်တွေဘယ်လောက်တိရှိနေလဲသူကဒီအရာပေါ်ဘယ်လောက်တိစိတ်နဲ့ထားလဲဆိုရင်သူဂျော့ရှွာဘန်နဲ့ထိုးသက်ပြီးတော့ဒါလက်စစ်ချော်သွားတယ်ပေါ့နော်လက်စစ်ချော်ပြီး2ရက်မြောက်နေ့မှာဒါဒီချော်တဲ့လက်တစ်ဖက်ကိုပေါ့နော်သူ့အနေနဲ့အနားပေးထားပြီးကျန်တဲ့လက်တစ်ဖက်နဲ့လေ့ကျင့်နေတာဖြစ်ကြောင်းဒါသူ့ရဲ့ style ပဲဖြစ်ကြောင်းသူ့ရဲ့ passion ဖြစ်ကြောင်းကိုသူကရှင်းပြသွားခဲ့တာပဲဖြစ်ပါတယ်ဂျက်ရှွာဘန်ကတော့ဒီကနေ့မှာဆိုရင်တော့သူတို့ဒီပန်တိုဂျာကြီးနဲ့ဒီဇင်ဘာလမှာ face off လုပ်ခဲ့တဲ့ video file ကို share ပြီးတော့မင်းတို့အားလုံးဒီပွဲကိုကြည့်ချင်နေကြတယ်မလားကြည့်ချင်နေကြပြီမလားဆိုပြီး caption နဲ့ဒါပရိသတ်တွေကိုမချခင်မှာဒါကြကလာခနောက်ကွယ်မှာသူတို့နှစ်ယောက်ကဒါထိုးဖို့အတွက်စာချုပ်ဆိုပြီးအစင်းသင်းဖြစ်နေပြီ UFC က official ကြီးညာဖို့ပဲရှိတော့ရဆိုတဲ့အနေထားမျိုးနဲ့မကြခင်6လပိုင်းလောက်မှာထွေးရတော့မယ်ဆိုတဲ့ပုံရိပ်မျိုးကိုเนาะဟင်းမျိုးကိုကျွန်တော်တို့เนาะဒါပရိသတ်တွေကိုချပြသွားတာပဲဖြစ်ပါတယ်တော့အားလုံးပြောနေကြတယ်လို့မျိုး6လပိုင်းတော့မဆန်းလပိုင်းပေါ့လေဒါမဲ့6လပိုင်းကအခုကဘူဖြစ်ဖို့များနေတယ်เนาะဂျက်ရှွာဘန်ကိုရိုင်းကလေ့ကျင့်ပြင်ဆင်မှုအလုပ်နေပြီလေ့ကျင့်ပြင်ဆင်မှုအလုပ်နေတာမကသူနေနဲ့နော်တလောက်တဲ့ဒီပွဲနီးနေတာတော့ပွဲတွေတက်နေသေးတာတွေ့ရတယ်ဗောနော်ဘယ်လိုဖြစ်ဂျက်ရှွာဘန်ကတော့ဂျက်ရှွာဘန်ပဲနော်သူကတော့ဘယ်လိုပြောရမလဲဒီအလုံနဲ့ဒီဘက်ပိုင်းကိုခွဲခြားမယ်လို့ယုံကြည်တယ်သူအကောင်းဆုံးလုပ်ပြမယ်လို့လည်းယုံကြည်တယ်ပန်တိုဂျာကြီးကဒီနေ့ထုံးမှဖြစ်တော့မယ်ဒီနေ့မထုံးဘဲနောက်နေ့ထုံးမယ်ဆိုရင်လည်းအသက်ကတော့40နားကပ်ပြီဆိုရင်တော့ခွေးဖြစ်တော့မှာနော်အခုတော့နော်ဘာပြုတ်မလဲတော့မသိတော့တခုတော့ပြုတ်မှာပဲနော်ကျွန်တော်ဒီကော်နာကြီးကိုကြည့်နော်ဒီကောင်ကပါဆက်ပစ်ကြံတော့တာသိရမလားဂျက်ရှွာဘန်ကဘယ်လိုပြောရမလဲဗျအခုမှအသက်24ရှိသေးတယ်ဟဲ့လားကော်နာကြီးကိုကျွန်တော်တို့အခုလိုပြောလို့ဗျမလေးစားလောက်တာမဟုတ်ဘူးကော်နာကြီးက UFC မှာ greatest of all time ထဲမှာပါတယ်နော်လေးစားရ respect ကျွန်တော်တို့အကြိုက်ဆုံး fighter တွေထဲမှာပါတယ်ဒါပေမဲ့နော်အသက်အရွယ်ချင်းရှင်မယ်ဆိုရင်ဗျပန်တိုဂျာရဲ့လဲ30ကွန်းရှိနေပြီเนาะကျွန်တော်တို့ဒီကွန်နယ်ရလည်း30ကွန်းရှိနေပြီပန်တိုဂျာလေးဒဏ်ရာရထားတဲ့ကွန်နယ်ရလေးဒဏ်ရာရထားတဲ့ကွန်နယ်ကတော့နှစ်ပေါင်းများစွာနားတာတော့တပိုင်းပေါ့เนาะဒါကတော့ပို့ပြီးတော့သူ့ပေါ်မှာထိရောက်မှုများစေတာပေါ့ဘာဖြစ်ဖြစ်ပန်တိုဂျာကြီးအဆိုရင်လည်းပဲသူ့မှာဒဏ်ရာရှိတယ်ဒဏ်ရာเนาะဒဏ်ရာကတိကြီးသိရမလားသူ့လိုမျိုးဒဏ်ရာမျိုးနေဆိုရင်တော်တော်လေးဟိုဒါဘယ်လောက်ပဲအဆင်ပြေတယ်ပြန်ကောင်းပြီပြောတော့ပွဲအတွင်းမှာထိခိုက်မှုကတော့ကျွန်တော်ရှိမှာပဲเนาะဆိုတော့ဂျက်ရှွာဘန်နဲ့ပန်တိုဂျာရဲ့ထိုးပွဲကြီးကတော့တေချာသွားခဲ့ပြီနော်အခုလိုမျိုးဂျက်ရှွာဘန်ကိုခလီလို့သတ်မှတ်နေတဲ့အာမနာတဲ့နော်ပန်တိုဂျာယူအမှောက်သိပ်ပြပြီးတော့ UFC ကနေနှုတ်ထွက်သွားမှာကိုကျွန်တော်မြင်ချင်နေပြီနော်လေအရန်ကြီးတယ်သိရမလားခလီလေးတယောက်လိုဗျာလုံးဝအာမနာတဲ့အနေထားမျိုးနော်ပုံစံမျိုးဖန်နေရဖြစ်တဲ့အတွက်ဒါပရိသတ်တွေကလေပဲပန်တိုဂျာကြီးရဲ့ဒါရှုံးပြီးတဲ့တကာလအဆောက်ရှက်ကွဲမဲ့မျက်နှာကိုမြင်ချင်နေကြပြီပဲဖြစ်ပါတယ်